ဒါကတော့မိမလိုချင်ရင်လက်ဖြတ်ရတဲ့ပတ်ဖို့တို့မိကငလက်တို့ရွာပဲဖြစ်ပါတယ်ဒီရွာမှာမိမတယောက်ကိုတင်တောင်းဖို့အတွက်ယောက်ျားအလုံးဟာလက်မောင်းအရင်းကနေလက်ကိုခုတ်ဖြတ်ပေးရပြီးတချို့လူတွေဆိုရင်လက်နှစ်ဖက်လုံးအကောင်းတိုင်းရှိနေတာကိုစိတ်မကောင်းတောင်ဖြစ်နေကြပါတယ်ဘာကြောင့်လဲဆိုတော့ဒီရွာရဲ့ထူးဆန်းတဲ့စီကံအရာတကယ်စောကြည့်တဲ့ယောက်ျားစစ်စစ်ဆိုတာတေချာပေါက်လက်ပြတ်နေရမှာမို့လို့ပါပဲဒီလိုကြွားကြတဲ့လက်ပြတ်ယဉ်ကျေးမှုကိုအဲ့ဒီပေါက်ဖော်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကတည်းကလက်ခံကျင့်သုံးခဲ့ပြီးကျမ်းမာတန်ဆွမ်းတဲ့ယောက်ျားတစ်ယောက်ဟာမိန်းမတစ်ယောက်ကိုလက်ထပ်ထိမ်းများတော့မယ်ဆိုရင်လက်မောင်းကိုအရင်းကနေဖြစ်စေတထောင်စိတ်ကနေဖြစ်စေဖြတ်ပြီးအဲ့ဒီလက်ကြီးနဲ့တင်တောင်းရပါတယ်အမျိုးသမီးကလည်းသူတို့အတွက်လက်ရှိရှိဖြတ်ပေးနိုင်တဲ့ယောက်ျားကသာသူတို့ကိုအကျစ်ဆုံးလို့ယူဆကြပါတယ်လက်ဖြတ်ထားတဲ့အမျိုးသားတွေသာလျှင်ယောက်ျားအပိသားဆုံးလည်းဖြစ်ပါတယ်ဒါအပြင်လက်ထပ်ပြီးရင်လည်းသူတို့ဟာလက်တွဲပေါ်မိန်းမအပေါ်ဘလောက်မျက်နှာကြောင်ပြဖို့အိမ်မှာခိုင်းသမျှအကုန်လုံးပြောသမျှနားထောင်ရပါတယ်အဲ့ဒီအပြင်မိန်းမတွေကပဲစီးပွားရှာပြီးမိန်းမတွေကပဲအိမ်အောင်ဦးစီးလုပ်တာဖြစ်ပါတယ်ယောက်ျားတွေကလက်ဖြတ်လိုက်ရုံနဲ့မိန်းမတွေရဲ့မြစ်တာကိုအပြည့်အဝရတာမို့လို့လေဒီဘာကိုထူးဆန်းတဲ့ငလက်တို့ရွာလို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်